ခေါင်းရသားမိတ်ဆွေများလို့ကိုစိတ်နှပြချမ်းသာချမ်းသာရှိရပါစေခင်ဗျာကျွန်တော်တို့ပေလက်တာဟိုတဲ့ဦးကျိုးဆိုလည်းပဲဖြစ်ပါတယ်ကျွန်တော်ယခုတခါမျှဝေမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေတွေလက်ဖွားပြင်ကိုကြည့်ပါမိတ်ဆွေတွေလက်ဖွားပြင်စီကလက်တန်းရဲ့အောက်ခြေဘက်ရှိပိုတိုဦးကျိုးကုန်းကကျဲပုံးတဲ့အမှတ်သားပါရှိပါကလက္ခဏာရှင်ကဉာဏ်ရင်သွေးထက်မြက်တပါပဲဗျာနော်အဲ့လိုပင်ကိုအည်သွေးထက်မြက်မှုကြောင့်ဘဝအောင်မြင်မှုတွေရရှိတတ်တာကိုလည်းညွှန်ပြပါရဗျာနော်စူးစမ်းရှာဖွေမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေသူတည်နာပြုမှုတဲ့မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်အကျိုးပေးပါရဗျာနော်ထူးထူးခြားခြားဘဝအောင်မြင်မှုရရှိတက်ဖြစ်ပေါ်စေတတ်ပါရဗျာနော်စကားပြောဆွမ်းဆောင်ရင်ကောင်းမှုရှိတယ်နော်တရင်နဲ့နော်နေပညာတို့မှုအသိပ္ပံတို့မှုသင်္ချာနဲ့ပတ်သက်တဲ့ပညာပန်းဆိုင်ရာနဲ့ပတ်သက်တဲ့နော်လုပ်ငန်းမျိုးတွေမှာလည်းထူးထူးခြားခြားကိုယ်ရည်ကိုယ်သေးကိုလည်းပြသနိုင်စွမ်းပြသနိုင်ခွင့်ရရှိတတ်ပါဗျာနော်အဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေကောင်းချို့ပါခုနကကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုယ်စိတ်နေပြကျမ်းမာချမ်းသာရရှိကြပါစေဗျာနော်ကောင်းကျိုးဒုက္ခနဲ့ပြည့်စုံကြပါစေကြည့်ရှုပေးတဲ့သူတယောက်လူရင်းဒီဇိုင်းကိုလည်းကျေးဇူးပူကာရထူးတလည်းတင်ရှိရပါဗျာနော်ကျွန်တော်ဒီဘေးလက်ကမြင်ဆက်သွယ်လို့ပါဖုန်းနံပါတ်09ခုလေး16ခုရှိသူဆက်သွယ်ရတော့လည်းကောင်းသုံးဖို့ကျွန်တော်ရဲ့ Facebook အကောင့် Messenger သုံးဖို့ကျွန်တော်ရဲ့ TikTok Messenger မှာဆက်ဖြစ်စီဆက်သွယ်လို့လည်းကောင်းဘေးလက်ကမြင်စုံစမ်းလို့ရပါခင်ဗျာကျွန်တော်ရဲ့ video လေးဒီမှာပဲနေကုန်ချိုးရပါခင်ဗျာ